မင်္ဂလာပါရှင်ဆရာကြီးဦးကိုအင်္ဂါဤ10ရက်တရားပတ်ဓမ္မဒေသနာအနှစ်ချုပ်ရဲ့စတုဒ္ဓနေ့တရားဒေသနာလေးကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်စတုဒ္ဓနေ့တရားဒေသနာဝိပဿနာကျင့်စဉ်နှင့်ပတ်သက်သောမေးခွန်းများကံတရားဤဥပရိတမနောကံအရေးကြီးပုံနာမ်ခန္ဓာ၄ပါးအစုဝိညာဉ်တင်ညာဝေဒနာသင်္ခါရတတိဥပိ္ပခဖြင့်ဝေဒနာများကိုရှုမှတ်ခြင်းဖြင့်ဆင်းရဲခြင်းတို့မှလွတ်မြောက်စေသောကျင့်စဉ်ဖြစ်သည်စတုဒ္ဓနေ့သည်အလွန်အရေးကြီးသောနေ့ဖြစ်သည်ယောဂီသည်ပထမဆုံးအမှန်တရားများဖြစ်သောခန္ဓာကိုယ်တွင်ဝေဒနာများကိုစတင်ရှုမှတ်မှုများစတင်ခြင်းဖြင့်ဓမ္မဂင်္ဂာမျက်ရည်ကိုဥစွာခံစားခဲ့ပြီးယခင်အခါများတွင်အမှန်ကိုမသိမှုမောဟကြောင့်ဝေဒနာအပေါင်းကိုတုံ့ပြန်မှုများပြုလုပ်ခြင်းဖြင့်ဒုက္ခဆင်းရဲအပေါင်းတို့ကိုပွားတိုးအောင်ပြုခဲ့ကြသည်ယခုအခါတွင်ဝေဒနာတို့ကိုဒုက္ခဆင်းရဲတို့မှလွတ်မြောက်ရန်အတွက်လက်နက်ကရိယာတစားများအဖြစ်ပြောင်း၍သုံးနိုင်စေမည်ယောဂီသည်မိမိ၏ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသောဝေဒနာတို့ကိုမတုံ့ပြန်ဘဲဥပိ္ပခဖြင့်ရှုမှတ်နေခြင်းဖြင့်ဒုက္ခဆင်းရဲတို့မှလွတ်မြောက်စေမည့်လမ်းပေါ်သို့ပထမဆုံးခြေလှမ်းကိုစတင်လှမ်းခဲ့ပြီဤကဲ့သို့လမ်းစဉ်ကျင့်ပုံနှင့်ပတ်သက်၍မေးလေရှိသောမေးခွန်းများမှာဝေဒနာကိုရှုမှတ်ရာတွင်ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကိုအမြဲတမ်းပုံသေးအစဉ်လိုက်ရှုရတာအဘယ်ကြောင့်ပါနည်းဤပုံစံမဟုတ်ဘဲတခြားပုံစံမျိုးဖြင့်အစဉ်လိုက်ရှုမှတ်နိုင်ပါသလားဝေဒနာကိုအစဉ်တိုင်းရှုရန်အရေးကြီးပါသည်ယခုရှုမှတ်ရန်ညွှန်ကြားသည့်ပုံစံအတိုင်းတော်၎င်းသို့မဟုတ်ယောဂီကြိုက်နှစ်သက်သည့်အစဉ်အတိုင်းတော်၎င်းရှုမှတ်နိုင်ပါသည်ဤကဲ့သို့အစဉ်လိုက်အတိုင်းရှုမှတ်ရန်လိုအပ်သည့်အကြောင်းမှာခန္ဓာကိုယ်မြည်သည့်အစိတ်အပိုင်းလေးကိုမှခြံလှပ်ထားခဲ့ခြင်းမရှိစေရန်အတွက်ဖြစ်သည်ထိုခြံထားခဲ့သောခန္ဓာကိုယ်အစိတ်အပိုင်းတို့၌ယောဂီသည်မြည်သည့်ဝေဒနာကိုမှမခံစားရဘဲဘာမှမခံစားရသောဗလာဖြစ်နေသောကန်းနေသောနေရာဖြင့်ကြံရစ်ခဲ့မှာကိုစိုးရိမ်ရသည်ဝေဒနာတို့သည်ယောဂီ၏ခန္ဓာကိုယ်အနှံ့ရှိနေကြသည်ဤကျင့်စဉ်ဖြင့်ခန္ဓာကိုယ်ရှိဝေဒနာတို့ကိုသိရှိနိုင်သောစွမ်းအားကိုဖြစ်ထွန်းလာရန်အလွန်အရေးကြီးသည်ယောဂီသည်ခန္ဓာကိုယ်အနှံ့ဝေဒနာများကိုရှုနိုင်ရန်အလွန်အရေးကြီးပေသည်ထို့ကြောင့်ယောဂီသည်နေရာအလွတ်မကြံခဲ့ရန်အစဉ်အတိုင်းရှုမှတ်ရန်လိုအပ်သည်ဤကဲ့သို့အစဉ်လိုက်အတိုင်းရှုရာတွင်ခန္ဓာကိုယ်အစိတ်ပိုင်းတချို့၌ဝေဒနာကိုမခံစားရပါလျှင်သင်သည်ထိုနေရာတွင်1မိနစ်ခန့်အာရုံစိုက်၍ရှုမှတ်နေပါအမှန်မှာဝေဒနာသည်ခန္ဓာကိုယ်အနှံ့ရှိနေသော်လည်းတိမ်မွေ့သောဝေဒနာတို့ကိုယောဂီအနေနှင့်ခံစားနိုင်သောစွမ်းအားမရှိသေးသဖြင့်ကန်းနေသောနေရာဟုထင်သည်စိတ်ကိုအေးချမ်းစွာငြိမ်သက်စွာတမမျှတစွာဖြင့်ထားပြီးထိုနေရာတွင်1မိနစ်ခန့်ရှုပြီးနေပါဝေဒနာတစ်ခုခုခံစားခြင်းသည့်လိုခြင်းလောဘလည်းဖြစ်မနေပါနှင့်ကန်းနေသောနေရာကိုလည်းဒေါသဖြစ်မနေပါနှင့်ထိုကဲ့သို့လိုခြင်းချင်းဒေါသဖြစ်ခြင်းစသည်တို့ဖြစ်နေပါကသင်ဤစိတ်သည်မတည်မငြိမ်ဖြစ်နေသဖြင့်တိမ်မွေ့သောဝေဒနာတို့ကိုခံစားနိုင်မည်မဟုတ်ပေသို့သောယောဂီသည်မိမိစိတ်ကိုအညီအမျှထားပြီးဝေဒနာတို့ကိုရှုနေပါကစိတ်သည်စူးရှထက်မြက်လာပြီးတိမ်မွေ့ဝေဒနာကိုခံစားနိုင်လာပါလိမ့်မည်ထို့ကြောင့်ထိုဝေဒနာမခံစားရသောအပိုင်းတွင်1မိနစ်ခန့်လောဘဒေါသမဖြစ်ဘဲနှင့်ရှုမှတ်နေပါ1မိနစ်ထက်မပိုပါစေနှင့်ထိုကဲ့သို့1မိနစ်ခန့်ရှုကြည့်နေစဉ်ဝေဒနာတစ်စုံတစ်ရာမှမခံစားရလျင်လည်းအပြုံးမပြတ်ဘဲခန္ဓာကိုယ်အစိတ်အပိုင်းတို့ကိုဆက်လက်ပြီးရှုမှတ်သွားပါနောက်တစ်ကြိမ်ရောက်လာပြန်လဲထိုကန်းနေသောနေရာတွင်1မိနစ်ခန့်ရှုမှတ်၍နေပါဤသို့လျင်တဖြည်းဖြည်းနှင့်ကန်းနေသည့်နေရာဗလာဖြစ်နေသည့်နေရာတို့တွင်ဝေဒနာတို့ကိုသိရှိလာပါလိမ့်မည်ခန္ဓာကိုယ်တစ်ခုလုံးအစိတ်အပိုင်းအလုံးတို့တွင်လည်းဝေဒနာတို့ကိုခံစားရလာပါလိမ့်မည်ဤကဲ့သို့ထပ်တလဲလဲရှုနေတော့လဲယောဂီသည်ယခုတိုင်ဝေဒနာတစ်စုံတစ်ရာကိုမသိရှိမခံစားရဘဲနေပါကမိမိ၏အင်္ကျီနှင့်ထိနေသောနေရာကိုတော်၎င်းအပြင်လေတို့ထိတွေ့သောအထိအတွေ့ကိုတော်၎င်းတင်ကြိုးစားပြီးသိရှိနိုင်အောင်လေ့ကျင့်ပါထိုကဲ့သို့ခန္ဓာကိုယ်အပေါ်ယံအပိုင်းတို့တွင်ဝေဒနာတို့ကိုဥစွာပထမခံစားပြီးနောက်တဖြည်းဖြည်းနှင့်ခန္ဓာကိုယ်အနှံ့အတွင်းရောအပြင်ရောဝေဒနာများကိုထိတွေ့ခံစားလာရပါလိမ့်မည်ဝေဒနာကိုအစဉ်အတိုင်းရှုမှတ်နေစဉ်ကြံရစ်ခဲ့သည့်နေရာတွင်တော်၎င်းနောက်တနေရာတွင်တော်၎င်း
ဝေဒနာကိုခံစားရလျင်ထိုနေရာကိုခုန်ကူး၍ဝေဒနာကိုရှုမှတ်ရမည်လားထိုကဲ့သို့ခုန်ကျော်ပြီးတော့မရှုရပါအစဉ်အတိုင်းသာဝေဒနာကိုရှုမှတ်ပါတခြားတနေရာတွင်ဖြစ်ပေါ်နေသောဝေဒနာကိုရပ်သွားအောင်သင်မပြုလုပ်နိုင်ပါထိုနေရာတွင်ဖြစ်ပေါ်နေသောဝေဒနာကိုလစ်လျူရှုထားလိုက်ပါမိမိရှုနေသောခန္ဓာကိုယ်အစိတ်အပိုင်းတွင်ဖြစ်ပေါ်နေသောဝေဒနာကိုသာအစဉ်လိုက်အတိုင်းရှုပါထိုကဲ့သို့အစဉ်လိုက်အတိုင်းမရှုဘဲတနေရာမှတနေရာသို့ခုန်ကျော်ပြီးရှုမည်ဆိုလျှင်သင်သည်ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကိုဝေဒနာမရှုဘဲနှင့်ကြံရစ်ခဲ့လိမ့်မည်ထို့အပြင်တိမ်မွေ့သောဝေဒနာတို့ကိုမရှုမှတ်နိုင်ဘဲနှင့်ကြမ်းတမ်းသောဝေဒနာကိုသာရှုမှတ်နိုင်လိမ့်မည်ယောဂီအနေနှင့်နေရာအနှံ့ဖြစ်ပေါ်နေသောဝေဒနာတို့ကြမ်းတမ်းသည်ဖြစ်စေတိမ်မွေ့သည်ဖြစ်စေထင်ရှားသောဝေဒနာဖြစ်စေမထင်ရှားသောဝေဒနာဖြစ်စေတာယာပွဲဖြစ်စေမတာယာသည်ဖြစ်စေဖြစ်ပေါ်သောဝေဒနာအလုံးကိုတတိဖြင့်ရှုမှတ်နိုင်အောင်လေ့ကျင့်ရမည်ထိုသို့ဖြစ်သောဝေဒနာကိုရှုသောအခါခုန်ကျော်ပြီးတော့မရှုပါနှင့်အစဉ်လိုက်အတိုင်းသာရှုပါခေါင်းကနေခြေအထိဝေဒနာတို့ကိုအစဉ်လိုက်အတိုင်းရှုမှတ်ရာတွင်အချိန်မီမျှယူရမည်နီအချိန်မီမျှယူရသည်မှာအခြေအနေပေါ်မူတည်ပါသည်ယောဂီကျင့်ရမည်မှာခန္ဓာကိုယ်အစိတ်အပိုင်းတို့ကိုရှုမှတ်ရာတွင်ဝေဒနာတစ်စုံတစ်ခုကိုတွေ့လျင်တွေ့ခြင်းရှေ့သို့ဆက်လက်ပြီးတော့ရှုသွားပါသင်ဤစိတ်သည်စူးရှထက်မြက်ပြီးအာယုံစူးဆိုင်နိုင်မှာကခန္ဓာကိုယ်အစိတ်အပိုင်းတို့ကိုရောက်တိုင်းဝေဒနာတို့ကိုသိနေပါလိမ့်မည်သိလျင်သိခြင်းရက်မနေပဲဝေဒနာတို့ကိုဆက်ပြီးတော့ရှုပါထို့သို့ဆက်ပြီးရှုပါကခေါင်းကနေခြေအထိ10မိနစ်ခန့်အချိန်ယူရပါလိမ့်မည်ယခုအချိန်မှာတော့ဒီထက်မြန်မြန်ရှုဖို့မသင့်ပေအကယ်၍သင်ဤစိတ်သည်ထိုင်မှိုင်းပြီးမစူးရှဘူးဖြစ်နေလျင်ကန်းနေသောအပိုင်းများတွေ့နေရသဖြင့်10မိနစ်စီစောင့်ပြီးရှုရသဖြင့်အချိန်ပိုပြီးကြာပါလိမ့်မည်ထိုကဲ့သို့ဖြစ်သောအခါယောဂီသည်ခေါင်းမှခြေသို့မိနစ်30မှ1နာရီအထိကြာသွားနိုင်ပါသည်ခေါင်းကနေခြေအထိအချိန်မီမျှကြာသည်ကအရေးမကြီးပါယောဂီအနေဖြင့်စိတ်ရှည်စွာဖြင့်ထပ်တလဲလဲရှုမှတ်နေဖို့သာလိုအပ်ပါသည်အောင်မြင်မှုရမှာသိကြပါသည်ဝေဒနာကိုရှုသောခန္ဓာကိုယ်အစိတ်အပိုင်းသည်ညီမျှလောက်ဧရိယာအကျယ်ဝန်းရှိရပါမည်နီခန္ဓာကိုယ်အစိတ်အပိုင်းများကို2လက်မှသို့မဟုတ်3လက်မှအကျယ်ရှုနိုင်ပါသည်အကယ်၍သင်ဤစိတ်ထိုင်မှိုင်းပြီးအာယုံစူးစိုက်၍မရလျင်ဧရိယာခက်ကြဲကြဲတစ်ခုလုံးကိုရှုရပါမည်ဥပမာမျက်နှာတစ်ခုလုံးလက်တစ်ခုလုံးတဖြည်းဖြည်းနှင့်ယောဂီရှုမှတ်သောဧရိယာကျဉ်းကျဉ်းလာပြီးခန္ဓာကိုယ်တစ်ခုလုံးရှိဝေဒနာတို့ကိုယောဂီသည်ခံစားရပါလိမ့်မည်ယခုအခါမှာတော့ယောဂီသည်2လက်မှ3လက်မှအကျယ်ထားပြီးရှုသွားလျင်တင့်တော်ပါသည်ဝေဒနာတို့ကိုခန္ဓာကိုယ်အပေါ်ယံမှသာရှုရပါမည်လားသို့မဟုတ်အတွင်းသို့ထိုးပေါက်ပြီးရှုရပါမည်လားယောဂီတဦးသည်တခါတရံအတွင်းရောအပြင်မှာဝေဒနာများကိုရှုလျင်ရှုခြင်းခံစားရသည့်အခါများလည်းရှိပါသည်တခါတရံမှာတော့ယောဂီသည်အပေါ်ယံမှသာဝေဒနာတို့ကိုရှုမှတ်၍ရသည်အတွင်းဖြစ်စေအပြင်ဖြစ်စေမိကဲ့သို့ပင်ဖြစ်စေဝေဒနာရှုရခြင်းမှာမှန်ကန်ပါသည်တင့်တော်မှန်ကန်ပါသည်အကယ်၍ယောဂီအနေဖြင့်အပေါ်ယံသာလျင်ခံစားရှုမှတ်၍ရလျင်လည်းထပ်တလဲလဲထို့သို့ရှိပါခန္ဓာကိုယ်အနှံ့ခံစားရအောင်ရှုမှတ်ပါထိုကဲ့သို့ခန္ဓာကိုယ်တစ်ခုလုံးကိုရှုမှတ်၍ရပြီးသောအခါမှခန္ဓာကိုယ်အတွင်းပိုင်းသို့စူးဝင်ထိုးပေါက်ပြီးရှုပါတဖြည်းဖြည်းနှင့်ယောဂီသည်ခန္ဓာကိုယ်အပြင်ပိုင်းကိုရောအတွင်းပိုင်းကိုရောရှုမှတ်လာနိုင်ပါလိမ့်မည်ယခုအစမှာခန္ဓာကိုယ်အပြင်ပိုင်းကိုရှုမှတ်နိုင်တာကောင်းပါသည်ဤတရားကျင့်စဉ်လမ်းသည်အမှန်သစ္စာတရားဖြစ်သောဝေဒနာအလုံးကိုခံစားသိရှိနိုင်ပြီးနောက်ဝေဒနာမှကျော်လွန်သောအဆင့်သို့ရောက်ရှိလာပါလိမ့်မည်ဤသို့အားဖြင့်ယောဂီသည်ဝေဒနာတို့၏အကူအညီဖြင့်စိတ်အညစ်အကြေးများကိုစင်ကြယ်စေပြီးရည်မှန်းထားသောပန်းတိုင်သို့ရောက်ရှိနိုင်ပါလိမ့်မည်ယောဂီသည်အမှန်မသိမှုမောဟတို့နှင့်အဝိဇ္ဇာဖုံးလွှမ်းနေခြင်းတွင်ဝေဒနာများကိုလောဘဒေါသတို့နှင့်တုံ့ပြန်ပြီးပိုမိုပွားများခြင်းဖြင့်ဆင်းရဲခြင်းအပေါင်းတို့ဖြစ်ပေါ်နေရပြီးဤကဲ့သို့ဆင်းရဲခြင်းဖြစ်ပေါ်ခြင်းတင်းမာမှုဖြစ်ပေါ်ခြင်းတို့သည်ဝေဒနာမှအခြေခံခြင်းဖြစ်သည်ထို့သောဖြစ်ခြင်းကြောင့်ယောဂီသည်ပြဿနာကိုဖြေရှင်းရာတွင်စိတ်ဤတုံ့ပြန်တတ်သောအကျင့်ဟောင်းကိုပြောင်းလဲရန်ဝေဒနာအဆင့်မှပြောင်းလဲရမည်ဝေဒနာကိုမတုံ့ပြန်ဘဲရှုမှတ်ရမည်သင်သည်ဝေဒနာအမျိုးမျိုးတို့ကိုတတိဖြင့်ရှုမှတ်ပြီးတုံ့ပြန်ခြင်းမပြုဘဲထိုဝေဒနာတို့၏မတည်မြဲခြင်းသဘောပြောင်းလဲနေခြင်းသဘာဝကိုလက်ခံပြီး
၎င်းတို့ကိုမတုံ့ပြန်ဘဲရှုယုံသာရှုမှတ်နေရမည်ထိုကဲ့သို့ရှုမှတ်ခြင်းအားဖြင့်စိတ်၏ငကိုမြက်ကန်းတုံ့ပြန်ခြင်းသဘာဝတို့မှကင်းရှင်းပြီးဒုက္ခဆင်းရဲအပေါင်းတို့မှလွတ်မြောက်နိုင်ပါလိမ့်မည်ဝေဒနာဆိုသည်မှာအဘယ်ပါနည်းဝေဒနာဆိုသည်မှာမိမိခန္ဓာကိုယ်၌သဘာဝအတိုင်းဖြစ်ပေါ်နေသောမိမိကိုယ်တိုင်ခံစားနေသောအရာတို့ကိုဝေဒနာဟုဆိုလိုသည်ပုံမှန်သဘာဝအတိုင်းဖြစ်နေသောခံစားမှုဝေဒနာတို့သည်နှစ်သက်ဖွယ်သော၎င်းမနှစ်သက်ဖွယ်သော၎င်းကြမ်းတမ်းသောဝေဒနာသော၎င်းထင်ရှားသောဝေဒနာသော၎င်းမထင်ရှားသောဝေဒနာသော၎င်းအမျိုးမျိုးဖြစ်နိုင်သည်မည်သည့်ဝေဒနာကိုမျှလျစ်လျူမရှုပါနှင့်အပြင်ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ခြင်းသို့မဟုတ်အကြာကြီးနာရီပေါင်းများစွာထိုင်ခြင်းကြောင့်ဖြစ်ခြင်းအရင်ယောဂဟောင်းတွေကြောင့်ဖြစ်သည်ဟုလျစ်လျူရှုခြင်းမပြုပါနှင့်ဘယ်အကြောင်းကြောင့်ဖြစ်စေတင်သည်ဝေဒနာခံစားနေရသည်ဖြစ်၏အရေးကြီးသည်မှာတင်သည်ဝေဒနာကိုတုံ့ပြန်မှုမပြုဘဲနှင့်ရှုမှတ်နေရမည်ယခင်အချိန်အခါများမှာမူတင်သည်မตาရာမနစ်သက်ဖွယ်ဝေဒနာခံစားရသောအခါတွန်းထုတ်လိုသောဒေါသဖြင့်တုံ့ပြန်ပြီးตาရသောဝေဒနာများနှင့်ကြုံသောအခါဆွဲထားခြင်းသောလောဘတို့နှင့်တုံ့ပြန်မှုပြုခဲ့ကြသည်ယခုအခါတင်သည်ပေါ်လာသောဝေဒနာတို့ကိုမိမိနှင့်မသက်ဆိုင်တဲ့ကဲ့သို့ရှုမှတ်ရမည်ဝေဒနာကိုအမည်နာမတက်နေရန်မလိုပေဤကဲ့သို့ဖြစ်ပေါ်လာသောဝေဒနာတို့ကိုတင့်အနေနှင့်ရွေးချယ်၍မရနိုင်ပါထို့ကြောင့်ဘယ်ဝေဒနာကိုကြိုက်သည်ဆိုပြီးရွေးချယ်ခြင်းပြုမနေပါနှင့်တဘာဝအတိုင်းဖြစ်ပေါ်လာသောဝေဒနာကိုအရှိအတိုင်းလက်ခံပြီးတော့သာရှုမှတ်ပါယောဂီအနေနှင့်မိမိနှစ်သက်သောတစ်စုံတစ်ခုသောဝေဒနာကိုသော၎င်းထူးထူးဆန်းဆန်းဝေဒနာကိုသော၎င်းလိုက်ရှာနေပါကမိမိကိုယ်ကိုအခက်ခဲဖြစ်အောင်ပြုတဲ့ကဲ့သို့ဖြစ်နေပြီးလမ်းစဉ်ပေါ်မှာလည်းတိုးတက်မှုမရှိဘဲဖြစ်နေပါလိမ့်မည်ဤကျင့်စဉ်သည်ဝေဒနာအထူးဆန်းကိုလိုက်ရှာနေခြင်းမဟုတ်ပါဖြစ်ပေါ်နေသောဝေဒနာကိုမတုံ့ပြန်ဘဲဥပိ္ပခာဖြင့်ရှုနေရမှသာဖြစ်သည်ယခင်အခါကလည်းယောဂီသည်ဝေဒနာများကိုခံစားခဲ့ပါသည်သို့တော်တင်သည်တတိမရှိဘဲနှင့်တုံ့ပြန်မှုများပြုခဲ့သည်ယခုအခါမှာတော့ယောဂီသည်ဝေဒနာများကိုတတိနှင့်ရှုမှတ်နေပြီးတုံ့ပြန်မှုမရှိဘဲနှင့်ဥပိ္ပခာဖြင့်သာရှုမှတ်နေရမည်ယောဂီသည်ဤကဲ့သို့လေ့ကျင့်ခြင်းအဖြစ်ဓမ္မလမ်းစဉ်ကိုတဖြည်းဖြည်းနှင့်ရှင်းလင်းစွာသိရှိလာလိမ့်မည်တရားဓမ္မဆိုသည်မှာတဘာဝဥပဒေအမှန်သစ္စာတရားတို့ဖြစ်ကြသည်ထိုသစ္စာတရားတို့ကိုသင်ကိုယ်တိုင်သိရှိခံစားနိုင်ရန်အတွက်သင်ဤခန္ဓာကိုယ်ဘာဝအတွင်းဖြစ်ပေါ်နေသောဝေဒနာတို့ကိုတတိနှင့်ရှုမှတ်နေရမည်ဤကဲ့သို့ကျင့်စဉ်အားဖြင့်ဗုဒ္ဓအလောင်းတော်တိဋ္ဌထဂေါတမဖရာအလောင်းတော်သည်တရားဓမ္မကိုရှင်းလင်းစွာသိမြင်ပြီးဗုဒ္ဓဖြစ်လာခဲ့သည်တင်သည်လည်းဤကဲ့သို့ကျင့်ခြင်းအားဖြင့်ထိုတရားဓမ္မများကိုသိရှိလာနိုင်လိမ့်မည်သင်ဤခန္ဓာကိုယ်အတွင်း၌ဖြစ်ပျက်နေခြင်းကဲ့သို့ပြင်ပလောကစัจ java လာတစ်ခုလုံးတွင်လည်းအားလုံးသောအရာတိုင်းသည်အမြဲတမ်းပြောင်းလဲနေကြသည်မြည်သည့်အရာတစ်ခုတလေမှနောက်ဆုံးအပြီးသက်မပြောင်းလဲတဲ့အရာဟု၍မရှိဟုသိလာ၏နောက်ယောဂီသိရှိလာခြင်းတစ်ခုမှာအားလုံးတို့သည်မြည်သည့်အချင်းအရာကမှသူ့အလိုဖြစ်လာတာမရှိဘဲအကြောင်းကြောင့်အကျိုးဖြစ်လာကြခြင်းထိုအကျိုးမှတဖန်အကြောင်းဖြစ်လာပြီးဆက်လက်ပြောင်းလဲနေခြင်းဆိုတာသိမြင်လာပါလိမ့်မည်ဖြစ်ပျက်တို့ကစင်ဆက်မပြတ်ဖြစ်နေကြသည့်အကြောင်းကိုသင်သိမြင်လာပါလိမ့်မည်နောက်တဖန်သင်သိရှိလာမှုမှာသင်ဆိုင်လိုက်တဲ့အကြောင်းမျိုးစေ့အတိုင်းပဲအကျိုးသက်ရောက်လာပါလိမ့်မည်ဟုသိရှိလာခြင်းဖြစ်ပေသည်ဥပမာမြေကြီးတစ်ခုမှာကြံမျိုးစေ့တစ်စေ့နှင့်တမာမျိုးစေ့တစ်စေ့ချလိုက်သည်ဆိုပါစို့ကြံရဲ့အမြင်တိုင်းမှာအချိုဓာတ်ဖြစ်ပေါ်နေပြီးတမာရဲ့အပင်အရွက်အသီးတို့မှာအခါဓာတ်တို့နှင့်ပြည့်နေလိမ့်မည်ဒါဟာဘာကြောင့်ပါလဲသဘာဝကြီးဟာကြံကိုတော့မျက်နှာသာပေးပြီးတမာကိုရက်ဆက်တာလားသဘာဝကြီးကမြည်သူကိုတော့တနာသည်မြည်သူကိုတော့ရက်ဆက်သည်လို့မဟုတ်ပါပဲသဘာဝအတိုင်းဖြစ်လာတာသာဖြစ်သည်ချိုတဲ့မျိုးစေ့ကိုစိုက်ရင်ချိုတဲ့ရလတ်ကိုရပြီးခါတဲ့မျိုးစေ့ကိုစိုက်ရင်ခါတဲ့အရသာကိုရပါမည်အလားတူစွာကောင်းသောအကြောင်းကိုလုပ်ရင်ကောင်းကျိုးကိုရပြီးမကောင်းသောအကြောင်းကိုလုပ်ရင်မကောင်းသောအကျိုးကိုရပါမည်လူတို့သည်ကောင်းသောအကျိုးကိုလိုလားတော်လဲမျိုးစိတ်ချချိန်တွင်ဂယုမပြုဘဲမကောင်းသောမျိုးစေ့ကိုချမိသည်ချိုသောအကျိုးကိုလိုလျင်ချိုသောမျိုးစေ့ကိုချရမည်ခါသောမျိုးစေ့ကိုချပြီးမှချိုသောကောင်းသောအကျိုးကိုရလိုပြီးကောင်းသောအကျိုးကိုပေးပါဟုဆုတောင်းနေုံဖြင့်ရမည်မှာ
လွဲမှားစွာထင်နေလျင်ယောဂီသည်မိမိကိုယ်ကိုညာနေခြင်းဖြစ်၏ကောင်းသောအကျိုးကိုလိုလျင်ကောင်းသောမျိုးစေ့ကောင်းသောအလုပ်ကိုလုပ်ရပါမည်ယောဂီအနေနှင့်တဘာဝဥပဒေတွေကိုသိရှိပြီးမျိုးစေ့ချသည့်အခါအလုပ်လုပ်သည့်အခါကောင်းကျိုးလိုခြင်းလျင်ကောင်းသောအလုပ်ကိုလုပ်ရပါမည်ပြုလုပ်ဆောင်ရွက်ခြင်း၃မျိုး၃စားရှိပါသည်၁ကာယကံ၂ဝစီကံ၃မနောကံယောဂီသည်မနောကံဖြင့်ပြုလုပ်သောအမှုသည်အလွန်အရေးကြီးကြောင်းသိရှိလာပါလိမ့်မည်အဘယ်ကြောင့်ဆိုသောစိုက်ပျိုးသည့်မျိုးစေ့ပြုလုပ်မည့်အလုပ်သည်စိတ်မှာမနောကံမှဥစွာဖြစ်သည့်အတိုင်းကာယကံဝစီကံတို့ဖြင့်ပြုလုပ်ကြသည်ဥစွာပထမမနောကံ၌ဖြစ်ပေါ်ပြီးနောက်ဝစီကံကာယကံအဆင့်ပြုလုပ်ကြသည်ထို့ကြောင့်ဗုဒ္ဓမြတ်စွာဘုရားကဤကဲ့သို့ဟောကြားတော်မူခဲ့ပါသည်အားလုံးသောကြံစီပြောဆိုပြုလုပ်ခြင်းဟုသမျှတို့သည်စိတ်သာလျင်ရှေ့သွားရှိကုန်၏စိတ်သာလျင်အကြည်အမူဖြစ်၏စိတ်ဖြင့်သာပြီးကုန်၏မကောင်းသောပြစ်မှားမှုကိုစိတ်ဖြင့်ကြံစီပြီးပြောဆိုပြုလုပ်သောထိုသူ၏နောက်သို့လှဲဘိန်းသည်ဝန်ဆောင်နွား၏ခြေရာနောက်သို့အစဉ်လိုက်တဲ့ကဲ့သို့ဆင်းရဲခြင်းသည်အစဉ်လိုက်နေပေသည်အားလုံးသောကြံစီပြောဆိုပြုလုပ်ခြင်းသည်ကောင်းသောဖြူစင်သောစိတ်ဖြင့်ကြံစီပြောဆိုပြုလုပ်သောထိုသူ၏နောက်သို့အရေးပမာအစဉ်လိုက်နေတဲ့ကဲ့သို့ချမ်းသာခြင်းသည်အစဉ်လိုက်နေပေသည်ထိုသို့ဖြစ်ခြင်းကြောင့်ယောဂီအနေဖြင့်စိတ်၏ဆောင်ရွက်ပုံအကြောင်းများကိုသိထားရပေမည်သင်အနေဖြင့်ယခုစတင်ပြီးလေ့လာကျင့်ကြံရှုမှတ်မှုတို့ကိုပြုနေသည်သင်ဤစိတ်သည်ခန္ဓာအစု၄မျိုးရှိသည်ဝိညာဏခန္ဓာသိစိတ်ဟုဆိုနိုင်ပေသည်အာယုံခံရုပ်ဝတ္ထုတစ်ခုတည်းသာရှိပြီးသိစိတ်မရှင်လျင်တတ်မဲ့ပစ္စည်းတစ်ဖွဲ့သာတည်ရှိနေပြီးအာယုံနှင့်ထိတွေ့ခြင်းရှိမှသာသိစိတ်ဖြစ်ပေါ်စေသည်ဤတွင်ဝိညာဏခန္ဓာသည်အာယုံခံဝတ္ထုယုတ်နှင့်ပြင်ပမှအာယုံတို့ထိတွေ့သောအခါသိရှိယုံသာသိရှိနိုင်သောစိတ်ခန္ဓာ၏ပထမအပိုင်းဖြစ်၏ခွဲခြားဆုံးဖြတ်သိနိုင်ခြင်းမရှိသေးပေ